အနေနဲ့ရမှာရှိတဲ့လုပ်ငန်းရှင်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကိုယ့်ရဲ့လုပ်ငန်းလေးအတွက်ကိုယ်စီးပွားရေးလုပ်ငန်းလေးအတွက်ကားလေးတွေလိုအပ်နေတာလားဒါမှမဟုတ်ပေါ့နော်ကိုကစီးပွားရေးလိုအပ်လုပ်တယ် delivery လုပ်တယ်ဒါမျိုးပေါ့နော်ကိုမိသားစုအတွက်စီးပွားရေးလုပ်ဖို့အတွက်ကားလေးတွေလိုအပ်နေတယ်ဆိုလို့ရှိရင်ညီမတို့ဦးရဲကားရောင်းဝယ်မှာဒီနေ့ဆိုလို့ရှိရင်ကားလေးတွေအမျိုးအစားစုံလင်အများကြီးရောက်ထားပါတယ်လုပ်ငန်းသုံးကားလေးတွေပေါ့နော်ကားအလဲထက်ငွေစင်အရေးကြပေါ့နော်ကြိုက်တယ်လို့ဝယ်အားပေးလို့ရတဲ့အပြင်ကိုမှပေါ့နော်ညီမတို့စီမှာရှိနေတဲ့ကားလေးတွေကို300ဝန်းကျင်300အောက်ကားမျိုးစားစုံလင်လေးရောက်ထားတဲ့အတွက်ကြောင့်မို့လို့ဒီနေ့မှာညီမကလိုက်ပြပေးမှာဖြစ်ပါတယ်ကိုကပေါ့နော်လုပ်ငန်းအတွက်သုံးမယ်ဆိုလို့ရှိရင်ဒီကားလေးတွေကအင်ဂျင်ပါဝါအရလဲ 660cc လေးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့စီစားလဲအရန်တက်တာတယ်လုပ်ငန်းအတွက်300တာလဲအရန်အဆင်ပြေတယ်ပေါ့နော်ပြီးတော့ကျတော့ delivery လေးတွေဆိုလို့ရှိရင်လဲကိုကခုမှစပြီးတော့တင်မောင်းလေးတွေခုမှစပြီးတော့မောင်းမယ်ဆိုရယ်မိတ်ဆွေတွေပေါ့နော်ပြီးလို့ရှိရင်ကိုယ်တသားမီမီလေးတွေကိုចောင်းဖို့ចောင်းကြိုလို့ချင်နေဆိုရယ်မိတ်ဆွေတွေအတွက်လည်းအော်တိုလေးတွေ delivery လေးတွေရောက်ထားရပေါ့နော်ဆိုတော့ကြောင့်ညီမအရှိမရှိနေတဲ့ကားလေးတွေကိုလိုက်ပြပေးပါမယ်အခုဒီကားလေးဆိုလို့ရှိရင်တော့ Suzuki လေးကိုမှ model ရတဲ့ဒီကားလေးက model က2004 model ရန်ကုန်လိုင်စင် 7F လေးနဲ့ရပါမယ်ဒီကားလေးကတော့ manual gear လေးနဲ့ပေါ့နော်ဒီကားလေးဆိုလို့ရှိရင်လည်း AC power အစုံ 4 wheel ကိုမှ manual gear နဲ့ရမယ့်ကားလေးဖြစ်ပါတယ်ဒီကားလေးဆိုရှင်ရောင်းပေးမဲ့ဈေးဆိုရှင်လည်း305သိန်းကိုပဲညီမတို့ညီနိုင်ဈေးလေးနဲ့ရောင်းပေးမှာဖြစ်ပါတယ်ဒီကားလေးတွေကကိုကလုပ်ငန်းလုပ်တယ်ဆိုလို့ရှိရင်လည်း300တာအရင်အဆင်ပြေတယ်ပေါ့နော်ခီးတဲ့အကျိုးပို့လုပ်မယ်ဆိုလို့ရှိရင်လည်းဒီကားလေးတွေကအဆင်ပြေတယ်ပေါ့နော်ဆိုတော့ဒီကားလေးတဲ့ Suzuki 2004 model လေးတစ်စီးရပါမယ်နောက်ထပ်ဒီနောက်မှာရှိနေတဲ့ Suzuki လို့ဆိုရင်ဒီကားလေးကတော့ညီမတို့တန်ရှင်းဘာညာလုပ်နေတော့ပေါ့နော်ဆိုတော့ကားလေးတန်ရှင်းအလုံးလုပ်ပြီးသွားတဲ့အချိန်ကျလို့ရှိရင်ညီမတို့ဒီကားလေးကိုအယောင် post လေးအနေနဲ့ထပ်ပြီးတော့တင်ပေးပါမယ်အခုကတော့ဒါအသေးရောက်ထားတဲ့ကားလေးတွေကိုညီမလိုက်ပြပေးတာဖြစ်ပါတယ်ဆိုတော့ဒီကားလေးကတော့ model က2005 model လေးပါဆိုတော့ပဲခူးလိုင်စင် 7F number လေးနဲ့ရပါမယ်နော်ဒီကားလေးဆိုလို့ရှိရင်လည်း AC power အစုံလေးပါပဲနော်ဆိုတော့ဒီကားလေးမှာတော့ခါလုပ်ငန်းဖြတ်သိမ်းထားတဲ့မှတ်တမ်းလေးပါပါတယ်ဆိုတော့ဒီကားလေးဆိုလို့ရှိရင်လည်းညီမတို့ရောင်းပေးမဲ့ဈေးလေးဆိုလို့ရှိရင်လည်းဒီကားလေးဆို300အောက်လေးနဲ့ပဲရောင်းပေးမှာဖြစ်ပါတယ်ညီမတို့ဒီကားလေးအသက်ရှည်လုပ်နေတော့ဆိုတော့ဈေးလေးမဖွင့်ရသေးလို့ပေါ့နော်ဒီကားလေးဆိုလို့ရှိရင်ဒီမှာအနောက်မှာစတိအမိုးကိုင်းခြေနှင်းအလုံးစုံပါပြီးသားဖြစ်ပါတယ်ဒီခြေနှင်းလေးကတန်းခြေနှင်းလေးဖြစ်နေပေါ့နော်ညီမတို့ဒီခြေနှင်းလေးကိုပြောင်းပေးပါမယ်နော်ခြေနှင်းလေးလဲပေးမယ်ပေါ့နော်ဆိုတော့စတိအမိုးကိုင်းခြေနှင်းအလုံးအစုံပါပြီးသားကားလေးဖြစ်ပါတယ်ဆိုတော့ဒါကတော့ Suzuki model 2005 model လေးပါเนาะ300အောက်လေးနဲ့ညီမတို့ရောင်းပေးမှာဖြစ်ပါတယ်ဟိုဘက်မှာလည်းနောက်ထပ်ကားလေးထပ်ပြီးတော့ရှိပါသေးတယ်နောက်မှာ4စီးရှိသေးတယ်ပေါ့နော်ဆိုတော့ကားလေးကိုညီမလိုက်ပြပေးမယ်ဒီအရှိမရှိနေတဲ့ကားလေးဆိုလို့ရှိရင် Mitsubishi ကိုမှ model က2006 model ရန်ကုန်လိုင်စင် i9 လေးနဲ့ရပါမယ်ဒီကားလေးဆိုလို့ရှိရင်เนาะညီမတို့ကတရားဝင်ရင်စစ်ထားပြီးသား9000နဲ့ချက်လန်ရထားပြီးသားကားလေးဖြစ်ပါတယ်เนาะအခုချိန်မှာရင်စစ်မယ်ဆိုလို့ရှိရင်เนาะရင်စစ်တာကဒါကျိုတင်ဘိုကင်လုပ်ပြီးတော့မှကားလေးကိုစောင့်ရတယ်ပေါ့နော်ကျိုတင်ဘိုကင်လုပ်ရတယ်ရဲချင်းနေစောင့်ပြီးတော့မှရင်စစ်လို့ရမယ်ပေါ့နော်ဒါပေမဲ့ဒီကားလေးဆိုလို့ရှိရင်တော့ညီမတို့တရားဝင်ရင်စစ်ပြီးသား9000နဲ့ချက်လန်ရထားပြီးသားကားလေးဖြစ်ပါတယ်ဆိုတော့ဒီကားလေးကိုတော့ညီမတို့ရောင်းပေးမဲ့ဈေးလေးကတော့315သိန်းကိုညီမတို့ညီနိုင်ဈေးလေးနဲ့ရောင်းပေးမဲ့ကားလေးဖြစ်ပါတယ်ဒီကားလေးကတော့ Mitsubishi model က2006 model AC power အစုံ 4 wheel ကိုမှ manual gear နဲ့ကားလေးဖြစ်ပါတယ်နော်ဆိုတော့ဒီကားလေးဆိုလို့ချင်း 4 wheel ခလုတ်လေးပါတယ်ပေါ့နော်ဆိုတော့ဒီကားလေးရပါမယ်ဒီကားလေးရောင်းပေးမဲ့ဈေးဆိုရင်315သိန်းကိုညီမတို့ညှိနှိုင်းဈေးနဲ့ရောင်းပေးမှာဖြစ်ပါတယ်ဟိုက်ကားလေးဆိုအနောက်မှာအမိုးကိုင်းခြေနှင်းအလုံးပါပီတာကားလေးပေါ့နော်ဆိုတော့ဒါကတော့ညီမဒီ Mitsubishi လေးကိုပြပေးတာပါဆိုတော့နောက်ထပ်တစ်စီးအနေနဲ့ကတော့ Nissan Clipper လေးတစ်စီးထပ်ရှိပါအောင်မယ် Nissan Clipper လေးကတော့ model က2009 model ပါဒီကားလေးဆိုလို့ရှိရင်လည်း AC power အစုံ 4 wheel ကိုမှ manual gear နဲ့ကားလေးဖြစ်ပါတယ်နော်ဒီမှာဆိုရင်သူကတော့ပဲခူးလိုင်စင် 7K number လေးနဲ့ရပါမယ် model ကတော့2009ပြည့်သွားမယ်ပြီးလို့ရှိရင် number 10ရဆိုလို့ရှိရင်လည်း K တန်းလေးနဲ့ရပါမယ်ဒီကားမှာဆိုလို့ရှိရင်လည်းညီမတို့အမိုးကိုင်းခြေနှင်းအားလုံးပါပြီးသားဖြစ်ပါတယ်ဒီကားလေးတွေကကိုလုပ်ငန်းအတွက်300အဆင်ပြေတယ်ခရီးတော်လာလေးတွေဒီရာတီတွေကသူတကြံနားလဲနီးလာပြီဆိုတော့ကြတော့ကြံရီဆော့မယ်ဆိုလို့ရှိရင်လည်းအနောက်ကန်ထဲမှာရေထည့်ပြီးတော့တကြံဆော့လို့ရတယ်နော်ဒါကိုယ့်ရဲ့လမ်းထိပ်လေးမှာပဲဖြစ်ဖြစ်ဒါတကြံဆော့မယ်ဆိုလို့ရှိရင်လည်းဒီကားလေးတွေရေဆော့လို့အဆင်ပြေတယ်ပြီးလို့ရှိရင်ကားလေးတွေကတသေးလေးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့လမ်းချင်းချင်းလေးတွေပဲဖြစ်ဖြစ်တွားရလာရတာလွယ်ကူတယ်နော်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်စီစားလဲတက်တာတယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီကားလေးဆိုလို့ရှိရင်တော့ Nissan Clipper 2009 model manual နဲ့ကားလေးဖြစ်ပါတယ်ဆိုတော့ဒီကားလေးကိုညီမတို့ရောင်းပေးမဲ့ဈေးဆိုလို့ရှိရင်လည်း325သိန်းကိုညီမတို့ညီနိုင်ဈေးလေးနဲ့ရောင်းပေးမဲ့ကားလေးဖြစ်ပါတယ်။အခုနောက်တစ်စီးလေးကတော့ Mitsubishi Delivery Auto လေးပေါ့နော် Auto တွေကပဲကြိုက်ပါတယ်ဆိုတော့မိတ်ဆွေတွေအနေနဲ့ဒီကားလေးတွေကဘယ်လိုလူတွေတော့မောင်းလို့အဆင်ပြေလဲဆိုလို့ရှိရင်ဟိုမှာကလေးမမေတွေပေါ့နော်ចောင်းဖို့ចောင်းကြိုလေးတွေလုပ်တယ်အခုမှစပြီးတော့ပေါ့နော်အမျိုးသမီးတွေဆိုလို့ရှိရင်ဒါ Auto ပဲမောင်းတတ်တယ်ဆိုတော့မိတ်ဆွေတွေအနေနဲ့ကတော့ဒီကားလေးကလုံးဝမိုက်တယ်။ညီမတို့စီမှာဒီ Delivery လေးဆိုလို့ရှိရင်
နောက်မှာပေါ့နော်သူကအနောက်ခန်းကအလုံးဖြစ်တယ်မိုးလုံးလေးလုံးဖြစ်တဲ့အခါကျတော့ပြီးတော့ဒီကားလေးတွေက AC power အစုံဖြစ်တယ်ဆိုတော့အနောက်မှာအလှဆင်ပြီးကကြတော့ပေါ့နော်ကိုယ့်ကလေးတွေကိုကြောင်းဖို့ကြောင်းကြိုလို့တဲ့ကစားကွင်းလေးလိုမျိုးဖန်တီးလို့ရတယ်ပေါ့နော်ညီမပြပေးပါမယ်ဆိုတော့ဒီအနောက်ခန်းထဲမှာကကြကြဝန်းရှိတယ်ဒီနောက်မှာဆိုလို့ရှိရင်ထိုင်ကုန်လေးတွေထားပြီးတော့ပဲဖြစ်ဖြစ်ဒီမှာကိုအလှဆင်ပြီးတော့ပေါ့နော်ကလေးကြောင်းဖို့ကြောင်းကြိုလေးတွေသုံးကြရင်မိတ်ဆွေတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒါကတော့ညီမဒီအနောက်ခန်းလေးကိုပြပေးတာဆိုတော့ကျတော့ကိုက delivery လုပ်တယ်ဆိုလို့ရှိရင်လေဒါလုပ်ငန်းတော့300တာအဆင်ပြေတယ်ပြီးတော့မိုးလုံးလေးလုံးလေးတွေလည်းဖြစ်တယ်ပြီးလို့ရှိရင် engine power အရလည်း660cc ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကလုပ်ငန်းတော့သုံးမယ်ဒီကားလေး auto ကလေးလည်းဖြစ်တယ် AC power အစုံလေးလည်းဖြစ်တဲ့အခါကျတော့စီထည့်ပြီးတော့ပေါ့နော်ကိုက9000မိုးလောက်ထည့်ပြီးတော့ပတ်မယ်ဆိုလို့ရှိရင်တော့မှပဲဒါတမျိုးလုံးကြိုက်တယ်လို့တွားလို့လာလို့ရတယ်ပေါ့နော်ပြီးတော့စီစားအရန်တက်တာတယ်ဆိုတော့ဒီကားလေးဆိုလို့ရှိရင်တော့ဒါအော်တိုရဲဆိုလို့ရှိရင်တော့ဒီကားလေးတစ်စီးထပ်ရပါအောင်မယ်ညီမတို့ဆိုဒီကားလေးဆိုလို့ရှိရင်လည်းဈေးလေးခေါ်ပေးထားတယ်ဆိုလို့ရှိရင်လည်း300ထဲပဲညီမတို့ခေါ်ပေးထားတဲ့ကားလေးဖြစ်ပါတယ်မော်ဒယ်ရဆိုလို့ရှိရင်လည်းမော်ဒယ်ကမြင့်တဲ့ထဲမှာပါတယ်ပေါ့နော်ဆိုတော့ဒါတော့ delivery auto လေးတွေကသုံးချင်ပါတယ်လုပ်ငန်းတော့သုံးချင်ပါတယ်ဆိုရင်မိတ်ဆွေတွေအတွက်ညီမဒီကားလေးကိုပြပေးတာဖြစ်ပါတယ်ဆိုတော့ညီမတို့စီမှာတော့ဒီကားလေး auto တွေကရပါအောင်မယ်ရှင်ဆိုတော့နောက်တစ်စီးကတော့ညီမပြပေးပါမယ်နောက်တစ်စီးကတော့ Mazda မျိုးစားလေးပါဆိုတော့ဒီကားလေးကတော့ model ကဒီကားလေးဆိုရှင်လည်း2004 model နော်ဒီကားလေးကတော့ AC တော့မပါပါတယ်ဒါ AC မပါဘူးဆိုတော့ညီမတို့ဒါဝယ်လာကလေးက AC မပါတာပေါ့နော်ဆိုတော့ဒီကားလေးအတွက်ဆိုလို့ရှိရင်တော့300အောက်လေးနဲ့ရပါမယ်နော်ဒီကားလေးကရန်ကုန် license 1H number လေးနဲ့ပါသူကတော့ manual gear လေးနဲ့ရပါမယ်အနောက်မှာတော့ညီမတို့အမိုးကိုင်းလေးတော့အသစ်ထည့်ပေးပါမယ်အမိုးကိုင်းမထည့်ထားသေးဘူးပေါ့နော်ဒီကားလေးလည်းအသစ်ရောက်ထားတဲ့ကားလေးဖြစ်ပါတယ်ဆိုတော့300အောက်ထဲရဆိုလို့ရှိရင်အရန်မေးကြတယ်အမေးများတယ်ပေါ့နော်ကိုကလုပ်ငန်းတော့သုံးမယ်လုပ်ငန်းတော့လည်းသုံးချင်တယ်ပြီးတော့ကျတော့ကိုအခုမှစပြီးတော့မှစီပွားရေးလေးစလုပ်မယ်ဆိုရင်မိတ်ဆွေတွေအနေနဲ့ကတော့ဒီလိုလုပ်ငန်းတော့660cc ကားလေးတွေကသုံးလို့လည်းအဆင်ပြေတယ်300တာလည်းအကောင်းဆုံးလို့တောင်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီကားလေးဆိုလို့ရှိရင်ညီမတို့ဒါအမိုးကိုင်းထည့်ပေးပါမယ်အနောက်မှာတော့ချင်းလေးတော့ပါပြီးသားပေါ့နော်စတိအမိုးကိုင်းချင်းလေးအားလုံးပါပြီးသားကားလေးဖြစ်ပါတယ်ဆိုတော့ဒီကားလေးဆိုလို့ရှိရင်ညီမတို့ရောင်းပေးမယ့်ဈေးလေးက288သိန်းကိုညီမတို့ညှိနှိုင်းဈေးလေးနဲ့ရောင်းပေးမှာဖြစ်ပါတယ်ဆိုတော့အခုညီမပြပေးရတဲ့ကားလေးအကုန်လုံးကငွေစင်အရစ်ကြအလဲထက်ကြိုက်တယ်လို့ဝယ်လို့ရမယ်ကားလေးတွေဖြစ်ပါတယ်ဆိုတော့ကြတော့ကားလေးတွေအသစ်ထက်ရောက်လို့ရှိရင်ပြောပြပါအောင်ဆိုတော့မိတ်ဆွေတွေအတွက်ညီမကဒီနေ့မှာဒီအသစ်ထက်ရောက်ထားတဲ့ကားလေးတွေကိုလက်ရှိခုလောလောဆယ်ကြည့်လို့ရမယ်ကားလေးကိုညီမပြပေးခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ကားလေးတွေကိုလက်ကြည့်ချင်တဲ့မိတ်ဆွေတွေအနေနဲ့ကတော့39ခု11ခု655လေးကိုဆက်သွယ်ပြီးတော့မှအခုညီမပြထားပေးတဲ့34ပေါ့နော်ဒါမြောက်တကုံ34ရက်ကွက်ဗရောင်းမြိုင်လန်းအခုညီမပြပေးခဲ့တဲ့လမ်းလေးကတော့ဒါဗရောင်းမြိုင်လန်းဖြစ်ပါတယ်ဒီဗရောင်းမြိုင်လန်းမှာကားလေးတွေလာကြည့်လို့ရပါတယ်ရှင်နော်ငွေစင်အရေးကြအလဲထက်ကျက်တလို့ဝယ်ယူအပေးလို့ရမှာပဲဖြစ်ပါတယ်နော်အရေးကြဝယ်ချင်တဲ့မိတ်ဆွေတွေအနေနဲ့ကတော့ညီမတို့ရုံးခန်းလေးမှာကားလေးတွေလာကြည့်ရင်းနဲ့မှအသေးစိတ်လေးစုံစမ်းမင်းမြတ်ပေးဖို့မြစ်တာရက်ခံပါတယ်ရှင်ဆိုရင်ညီမဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရမိတ်ဆွေတယောက်ချင်းစီတယောက်ကျေးဇူးတင်ပါတယ်ရှင်အားလုံးမတတာပါ